ရာခိုင်နှုန်းက93ရာခိုင်နှုန်းရှိတယ်ဩစတြေးလျနဲ့တူတူပဲရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဆင်းရဲတာကျွန်တော်တို့စီကလူတွေစာမဖတ်ဘူးမျက်စိပိတ်ထားတယ်အသိဉာဏ်မဖွံ့ဖြိုးဘူးဘွဲ့ရပေမဲ့ကျွန်တော်တို့ပညာမတတ်ကြပါဘူးဒါကြောင့်ကျွန်တော်တို့ကဒါအမှန်တန်အရေးကြီးတဲ့ကိစ္စတလောကဦးနာ UMFCCI မှာပုဂ္ဂိုလ်တယောက်ကဟောပြောရတယ်ကျွန်တော်တို့ဒီဓာတ်ငွေ့ပိုက်လိုင်းတွေကိုတရုတ်ပြည်ကိုပို့တယ်ဓာတ်ငွေ့တရုတ်ပြည်ကိုယူနန်နယ်ကိုပို့တဲ့ခါမှာစာချုပ်ချုပ်ထားတယ်ပတ်စံဘယ်လောက်ရလဲဆိုရင်ဒေါ်လာ29ဘီလီယံရတယ်အများကြီးတော့29ဘီလီယံဆိုတန်းပေါင်း2900ရှိတယ်အဲ့ဒါကိုနှစ်30ကြာရင်ရမယ်နှစ်30မှာရမှာပေါ့ဖြည်းဖြည်းရအောင်ဒါပေမဲ့စိတ်မကောင်းစရာတခုပြောရမယ်ဆိုကျွန်တော်ကဘာစိတ်မကောင်းလဲပေါ့မလေးရှားတဲ့ဓာတ်ငွေ့ရောင်းတဲ့ဟာတဲ့နှစ်လမှာဒေါ်လာ30ဘီလီယံရတယ်ကျွန်တော်တို့နားမလဲမသိတတ်လို့ကျွန်တော်တို့ဒီလိုမျိုးဆုံးရှုံးမှုတွေအများကြီးဖြစ်တာတွေ့ရတယ်ဒါကိုသတိထားကြဖို့ပါကျွန်တော်တို့မှာ resource ဆိုတဲ့ဟာတွေရှိပါတယ် resource ကတော့ကျွန်တော်တို့တစ်ချိန်ကျရင်ထုတ်မယ်ရောင်းမယ်ဒါသိကြတာပေါ့လက်ပဒန်းတောင်နော်လက်ပဒန်းတောင်ဆိုတာမုံရွာတစ်ဖက်ကမ်းမှာရှိတယ်တောင်ကြီးနှလုံးမုံကိုမုံရွာကနေလှမ်းကြည့်လိုက်ရင်အဲ့တောင်ကြီးအမှန်တန်လှတယ်လှတဲ့ဟာကိုမြင်ပြီးတော့မုံရွာကလူတွေကလည်းအမှန်တန်စိတ်ကူးရင်တာကိုသူတို့ကအဲ့တောင်ကိုနာမည်ပေးရတယ်တောင်မုံနှစ်ခုကိုဗာပေးရလဲဆိုရင်ဒေစီကျော်ဝင်းတောင်လို့ပေးတာပဲနော်ဘာဖြစ်လို့လဲကျွန်တော်လည်းမသိဘူးနော်အဲ့ဒါကျေးစင်တောင်နဲ့စပယ်တောင်ဖြစ်တယ်စပယ်တောင်ကယနေ့မှာကုန်သွားပြီအဲ့စပယ်တောင်ကုန်သွားပြီတူးလိုက်တော့တန်ချင်းကျင်းဒီတန်ချင်းသိန်းနဲ့ချီရပါတယ်တကယ်လဲကျွန်တော်တို့မှာကျင်းဒီတကယ်ထွက်ပါတယ်ဒါကြောင့်လဲစဉ်းစားကြည့်လေမင်းပြူမှန်ပြောဆိုတော့မင်းကွန်ခေါင်းလောင်းကြီးလောက်တာမြန်မာမင်းလက်ထက်ကတည်းကလှုပ်ထားတဲ့ခေါင်းလောင်းမဟုတ်ဘူးလားအဲ့ဒီခေါင်းလောင်းကဘယ်ကတူးလာလဲကျေးစင်တောင်ကတူးလာတဲ့ဟာပါအဲ့ဒီကျေးစင်တောင်မှာအတွင်းကြီးတွေရှိတယ်ဗမာအစိုးရလက်ထက်တုန်းကတူးလာတဲ့တွင်းရှိတယ်ဒါပေမဲ့အဲ့ဒီတွင်းကတဘာဝပတ်ဝန်းကျင်ကိုဘာမှဒုက္ခမပေးဘူးသေယံဇာတကျိန်စာနဲ့ပြောရင်ဒီဟာတွေလိုချင်တာအသေးကြပေါ့ရေနံလည်းလိုချင်လို့ဂျပန်ကကျွန်တော်တို့ရိုးလျားကြော်လို့ဝင်တာပဲဂျပန်လည်းအဲ့ဒီကျေးစင်တောင်မှာကျင်းညီကိုလိုက်ရှာသေးတာပဲဒါပေမဲ့အဲ့ဒီချိန်ကတွက်ချေမကြိုက်လို့မလုပ်ရတာကျွန်တော်တို့ဒီဒုတိယကမ္ဘာစစ်မှာအမှန်တန်ကျင်းညီတွေရှားနေတော့မှဂျပန်လိုက်ရှာသေးတယ်အဲ့မှာဂျပန်တွင်းတူးရတဲ့အရာတွေရှိပါတယ်ဒါပေမဲ့သူကမထုတ်သွားဘူးထုတ်သွားတဲ့ဟာအာဂင်ဟိုကနေစတော့အကျိုးများရှိတယ်နောက်ပိုင်းမှာမြန်မာဝန်ပေါင်ကုမ္ပဏီကထုတ်သွားတယ်မြန်မာဝန်ပေါင်ဆိုတာဧကန်တာတရုတ်ကုမ္ပဏီဖြစ်နေတယ်နော်ထူးခြားတယ်အဲ့တော့ဒီတရုတ်ကုမ္ပဏီကထုတ်သွားတဲ့အခါမှာခုနစပယ်တောင်တစ်ခုလုံးကကုန်သွားပြီးတော့တွင်းကြိုက်ကြီးဖြစ်နေတယ်အခုလက်ပတောင်းတောင်စထုတ်တော့တောင်နှစ်တောင်ထုတ်တဲ့အချိန်မှာပြဿနာတက်လို့ဆန္ဒပြတဲ့အချိန်မှာရပ်ထားတယ်ရပ်ထားပေမဲ့ဘယ်မှာဆက်ထုတ်နေလဲကျေးစင်တောင်မှာဆက်ထုတ်နေကျေးစင်တောင်ကမှစပြီးတော့တူးပြီးတော့ထုတ်နေတာပေါ့ကျေးစင်တောင်ကခုနစပယ်တောင်ထက်ကို9ဆအကြီးတယ်လက်ပတောင်းတောင်ကတောင်33လုံးရှိတယ်ကျေးစင်တောင်ထက်ကိုအဆနော်10ဆအကြီးသေးတယ်အဲ့တော့ကျွန်တော်တို့ဒီကနေပြီးတော့ထွက်လာတဲ့ပစ္စည်းတွေအများကြီးရှိမှအသေးအချာပဲရှိတယ်သို့တော်လည်းဒီနာပတ်ဝန်းကျင်မှာရှိတဲ့ရေထုမြေထုလေထုပေါ့သဘာဝပတ်ဝန်းကျင်ကိုကျွန်တော်တို့ပြောရင်ရေမြေလေဒီသုံးခုမှာပျက်စီးခြင်းတွေရှိနိုင်တယ်လေထုပျက်စီးခြင်းမရှိဘူးလားလို့ဆိုရင်ရှိတာပေါ့ကျင်းနီတွေကိုတူးထုတ်လိုက်ရင်အောက်ထဲကနေထွက်လာတဲ့ကောင်ကိုအက်ဆစ်နဲ့ဖြန်းရတယ်အက်ဆစ်နဲ့ဖြန်းတဲ့အခါမှာဒီတောင်စောင်းမှာပလတ်စတစ်တွေကာဗာလုပ်ပြီးတော့ဖြန်းတာပဲ
acid ဖြန်းတညလုံး spray လုပ်မျိုးနဲ့ဖြန်းတယ်တညလုံးဖြန်းတဲ့အချိန်မှာကြေးတွေကပျော်ပြီးတော့စီးသွားတယ်ဒုတ်တာတွေပျော်ပြီးတော့စီးတာအဲ့ဒါကိုခံထားတော့ခွက်နဲ့အပေါ် acid ကတော့အငွေ့ပြန်တက်သွားတော့ညပဲတညလုံးဖြန်းထားတော့အငွေ့ပြန်တက်လာတယ်အဲ့ဒီမှာ engineer တွေပြောပြတယ်မနှက်ဘက်ကြရင်ငှက်သေးတော်မှတွေ့တယ်ပြန်သွားတဲ့ငှက်တွေက acid နဲ့ထိပြီးတော့ပြုတ်ကြတယ်ဒီတော့ acid ကအပေါ်မှာမသွားဘူးလားသွားမှာအတေးချပဲဒါကဘယ်သူကညင်းလို့မရအောင်အဲ့ဒီ acid တွေကကောင်းကင်မှာမနေနေဘူးတစ်ချိန်ကျရင်အောက်ကိုဆင်းလာတယ်ဆင်းလာရင်အပင်ပေါ်ရောက်အပင်တွေပြတ်တယ်မြေကြီးတွေရောက်ရင်မြေကြီးတွေကဓာတ်သတ္တုတွေနဲ့ဓာတ်ပြူတွေအဲ့ဓာတ်သတ္တုတွေနဲ့ဓာတ်ပြူထားတဲ့တတ္တုပါတဲ့ရေတွေကကျွန်တော်တောက်ရည်သုံးရည်တဲ့ပါသွားပဲသို့မဟုတ်မြစ်ထဲကိုဆင်းသွားမယ်အဲ့တောက်ရည်သုံးရည်နဲ့ပါသွားတဲ့နေရာမှာကျွန်တော်တို့သွားတော့ကြည့်တော့အဲ့မှာကင်ဆာယောဂါလိုမျိုးဖြစ်တဲ့လူတွေအများကြီးခုနလိုမျိုးကလေးတွေမှာအမတန်ဒုက္ခရောက်တယ်ဒီမှာကလေး၄ယောက်ပြဿနာတက်တော့เนาะတကယ်တော့6ယောက်ပေါ့2ယောက်သေသွားတာဟုတ်4ယောက်ပြဿနာတက်တော့အဲ့4ယောက်ကိုကြည့်လိုက်ရင်ယောဂါရှာဖွေတာ acid နဲ့မပတ်သက်ဘူးပြောတာပဲဒါပေမဲ့ acid နဲ့မပတ်သက်ပေမဲ့ heavy metal တွေနဲ့ပတ်သက်နိုင်တယ် acid ကြောင့်တစ်ဆင့်ဖြစ်နိုင်တဲ့ယောဂါအဲ့ဒီယောဂါဘာလဲဆိုရင် cerebral palsy လို့ခေါ်တယ်3ယောက်ဖြစ်တယ် cerebral palsy ကဗမာလိုပြောရင်အုံနှောက်လေဖြတ်တဲ့ယောဂါအကျော်တွေပြတ်သွားတယ်နောက်တစ်ယောက်ကဖြစ်လာတယ်အဲ့ဒီယောဂါဘာယောဂါလဲဆို cerebral tumor အုံနှောက်ထဲမှာအကျိတ်ခဲဖြစ်တယ်ကော့ပါတို့ကက်ဒမီယမ်တို့ရေထဲမှာရှိတဲ့ mercury တို့ဟာလူတွေကိုယောဂဖြစ်စေတယ်ဒါအသေးချာပဲအရင်ခေတ်ကတော့မသိသေးပါဘူး1960ခုနှစ်လောက်မှာဂျပန်မှာနော်မိနာမာတာဘေးလို့ခေါ်တဲ့နေရာကြီးမှာပင်လယ်ပြင်ကြီးရှိတယ်အဲ့ဒီပင်လယ်နားမှာပလတ်စတစ်စက်ရုံရှိတယ်ပလတ်စတစ်စက်ရုံက mercury တွေကိုမြစ်ထဲကိုတွန်ချတယ်အဲ့မြစ်ထဲရောက်သွားတော့ mercury က၄တော့အောက်မှာရှိနေတယ်အဲ့မှာ anaerobic bacteria တွေကစားပြီးတော့ methyl mercury တွေဖြစ်လာတယ်အဲ့ဒီ methyl mercury ကအပင်ကစားတယ်အပင်ကစားသုံးတော့အဲ့ဒီအပင်ကိုငါးတွေကစားတယ်ငါးတွေထဲမှာ mercury တွေများလာပြီအဲ့ဒီ mercury တွေများလာတဲ့ငါးတွေကိုဘယ်သူကစားလဲလူတွေကစားတယ်လူစားတော့ဘာမှပြဿနာမဖြစ်သေးရုပ်တရက်ဒါပေမဲ့ပြဿနာစဖြစ်တာကြောင်မှာစဖြစ်တာကြောင်ကအုံတော်ကသေးသေးလေး body mass ratio လို့ခေါ်တယ်အချိုးအားဖြင့်ကြည့်လိုက်ရင် body ရဲ့အလေးချိန်ကနည်းတဲ့အတွက်ကြောင်မှာပထမဆုံးယူတဲ့ယောဂါဖြစ်တယ်ကြောင်တွေကငါးစားပြီးတော့ယူသွားကြတယ်ယူတော့ကြောင်တွေထကတယ် cat dancing disease ဆိုတော့ဖြစ်လာတယ်အဲ့ဒီကြောင်တွေကမြစ်ထဲခုန်ချပြီးတော့သေသေးကုန်တယ်အဲ့ဒါစဖြစ်တော့လူတွေကဘာဖြစ်မှန်းကိုမသိဘူးနတ်ပဲဖန်ဆာလာဘာလားပေါ့တဖြည်းဖြည်းနဲ့ခုနကျွန်တော်ပြောတဲ့ဒီ model girl တွေပေါ့ပိန်နဲ့ပါတဲ့ကောင်းမလေးတွေအရင်ဆုံးဒီယောဂရတော့တာပဲ body weight ငယ်တာကိုအဲ့ဒီကောင်းမလေးဒီယောဂရတော့အဲ့ဒီယောဂရတဲ့လူတွေကတဖြည်းဖြည်းများလာတော့အဲ့ဒီမိနာမာတာအရမှန်ရှိတဲ့မင်းကလေးတွေကိုအယူယောဂဆွဲနေပါတယ်ဆိုတော့ဘယ်သူမှဘယ်ယောက်ျားမှမယူတော့ဘူးနော်အိမ်တော်ကြလို့မရတော့ဘူးအဲ့လောက်ထိအခြေအနေဆိုးရတယ်2004ခုနှစ်လောက်မှဒီပြဿနာတွေပြေလည်သွားတယ်နော်ခင်ဗျားတို့ဂျပန်ရောက်လို့သွားကြည့်လဲအခုတည်းကအဲ့လူမျိုးတွေရှိပါသေးတယ်အနုမြူပုံကြောင့်ဒုက္ခရောက်တာရှိသလိုကျွန်တော်တို့ဒီဘာခေါ်မလဲသဘာဝပတ်ဝန်းကျင်ကိုမထိမ့်သိရင်လည်းပြဿနာတွေရှိတယ်ကျွန်တော်ဆိုလိုတာကအခုလက်ပတောင်းတောင်နဲ့ရွာနော်40ဟာအမတန်ကတ်နေတယ်ဘေးမှာဟဲ့တော့သွားကြည့်ရင်တွေ့မှာပါရွာနဲ့နော်တောင်နဲ့ဟာဟိုကပုံလာတဲ့မြေစာတွေကလည်းအဲ့နားမှာကတ်နေတာပဲအဲ့ဒီရွာတွေနဲ့ဒီလောက်ကတ်နေတယ်ဆိုရင်ပြဿနာတော့အများကြီးဖြစ်နိုင်ပါတယ်ကန်ဆိုတာကဘာမှဆိုရင်ဒီလိုမျိုးမဖြစ်ဘူးရွာတွေနဲ့တတ္တုတွင်းကအဝေးကြီးအခုမှကျွန်တော်တို့မှပြဿနာဖြစ်နေတာအဲ့လိုမျိုးတတ္တုတွင်းကနေနီးနေတယ်ကျွန်တော်တို့ကလည်းတတ္တုတွင်းကအဲ့မှာတူးမိရတာဖြစ်နေတယ်ဒီလိုဆိုဘယ်လိုလုပ်မလဲရွာသားတွေကိုရွှေ့မလားတတ္တုတွင်းတူးတာကိုပဲရမလားနော်ဘယ်ဟာဖြစ်မယ်ဆိုတာကို
ပြည်သူတွေကအဖြေပေးရမှာပဲကျွန်တော်ကတော့အဖြေပေးလို့